တစ်ပင်ကိုတန်ပူနဲ့ထိုးမှရွှေဖြစ်လာမဲ့တစ်မွေးရဲ့လှုပ်ဝက်ချံဒီကနေ့မှာတော့ရွှေထက်တောင်မှာတန်မိုးကြီးရလို့တင်စားကြတဲ့ဒီတစ်မွေးကိုဘယ်လိုမျိုးထပ်လို့လဲဆိုတာကိုပြပြပေးကြပါမယ်။ပုံမှန်အပြင်ကတော့တစ်ပင်ဆိုတာအနာတရဖြစ်ရင်မကောင်းဘူးလို့ကျွန်တော်တို့ကထင်ကြပါတယ်။ဒါပေမဲ့လို့ဒီတစ်မွေးပင်တွေမှာတော့ထူးခြားချက်ကပြောင်းပြန်ပါ။သူကတော့နာကျင်မှတန်မိုးရှိလာတဲ့အပင်လို့တော့မှပြောလို့ရပါတယ်။တစ်မွေးပင်ရဲ့တဘာဝကအပင်မှာဒဏ်ရာတစ်ခုခုရှာသွားတဲ့အခါမှာမှုတ်ပိုးဝင်ရောက်လာတဲ့အခါသူ့ကိုယ်သူပြန်ပြီးတော့ကူစားဖို့အတွက်အကာအကွယ်အနေနဲ့အဆေးတစ်မျိုးကိုထုတ်လုပ်ပေးပါတယ်။အဲ့ဒီအဆေးဟာလည်းအင်မတန်ကိုမှမွေးကြံပြီးတော့တန်မိုးကြီးပါတယ်။ဒါပေမဲ့လို့တဘာဝအတိုင်းကိုဒဏ်ရာရဖို့မှုဆွဲဖို့စောင့်နေမယ်ဆိုရင်တော့နှစ်ပေါင်းရာချီနဲ့ကိုကြာနိုင်ပါတယ်။ဒါကြောင့်မို့လို့စီးပွားပြလုပ်တဲ့သူတွေကတော့အခုလိုနီလန့်ကိုတောင်းလာကြတာပါ။ပထမအဆုံးအနေနဲ့တန်ချောင်းတွေကိုမိနစ်ရဲနေအောင်လို့ကိုဖုတ်လိုက်ကြပါတယ်။ပြီးတော့ပြီးဆိုရင်တော့အပင်ရဲ့ပင်စီတွေကိုထိုးဆိုင်လိုက်ကြပါတယ်။ဒါဟာအပင်ကိုတမင်တက်ကိုမှဒဏ်ရာကြီးကြီးမားမားရသွားအောင်လို့ဖန်တီးလိုက်တာပဲဖြစ်ပါတယ်။အဲ့ဒီတန်ပူနဲ့ထိုးထားတဲ့ဒဏ်ရာပေါက်သေးကိုတဆင်အထူးဖော့ဆက်ထားတဲ့မှုတ်ပိုးတစ်မျိုးကိုထပ်ထည့်ပြီးတော့ထိုးထည့်ပေးလိုက်ပါတယ်။ဒီစင်းမှာစိတ်ဝင်စားစရာကောင်းတာကတစ်ပင်ရဲ့တုတ်ပြန်မှုပါ။တစ်ပင်ကသူ့မှာဒဏ်ရာလေးရမှုတ်ပိုးလေးဝင်လာပြီးဆိုတော့သူ့ကိုယ်သူကောက်ွယ်ဖို့အတွက်တစ်ဆေးတွေကိုတလက်ဟောကိုထုတ်ပေးပါတယ်။အဲ့ဒီတစ်ဆေးတွေကတသားမြင့်တွေကိုတပြည့်ပြည့်ချင်းကိုမှစိတ်ဝင်သွားခဲ့ပြီးတော့မူလာကအဖြူရောင်ဖြစ်တသားအသားကနေအညိုရောင်အမဲရောင်ပြောင်းလဲလာခဲ့ပါတယ်။တပင်းလို့ချက်ချင်းခွာယူလို့တော့မရသေးပါဘူး။နှစ်ပေါင်းများစွာထပ်ဆောင်ရပါတယ်။အချိန်တလို့ခွာယူတဲ့အခါမှာလည်းတစ်ပင်တစ်ပင်လုံးကိုခွာယူလို့တော့မရပါဘူး။မှုဆွဲပြီးတော့တစ်ဆေးဝင်နေတဲ့အနှစ်အပိုင်းစလေးတွေကိုပဲတေချာလေးကိုထွင်ယူရတာဖြစ်ပါတယ်။ဒီရေမွေးစီကရန်ကုန်မှာရှားပါပြီးတော့ဈေးကြီးလွန်းတာကြောင့်ရွှေရည်လို့တော့မှတင်စားခေါ်ဝေါ်ကြပါတယ်။ကဲတစ်ပင်ကိုတန်ပူနဲ့ထိုးတာရက်ဆက်တယ်ဆိုပေမဲ့ရလာတဲ့ရလက်ကတန်ပူမဖြစ်နိုင်ပါဘူးနော်။